ငွေချင်းတို့ရေဂျလာပီယာကိုကင်စားကင်ပဲစားနဲ့ပေါင်းစားမယ်ဒါပဲလှုပ်စားနေတော့မလားဒီလိုမျိုးလေးလဲကြော်စားကြည့်အောင်နော်စပလာတော့အခါတိုင်း9ကင်တို့9ပေါင်းတို့လှုပ်စားတယ်လို့ပဲပေါ့နော်ရှမ်းနန်နန်တို့နောက်ကဖတ်ဖက်ရွက်ရှင်ဖတ်ဖက်ရွက်ပေါ့ဒါမှမဟုတ်နန်းနန်းဆိုနန်းနန်းစက်သွန်ဖြူတွေနဲ့ငရုတ်သီးစိမ့်နေနဲ့တခါလဲအရသာတွေထည့်ရောကြိတ်ပြီးတော့အထဲမှာထည့်တာပေါ့နော်ပြီးလို့ရှိရင်အပြင်မှာလည်းအဲ့လိုပေါ့အရသာဝင်အောင်ဟိုလုပ်ပြီးတော့မှစီတဲ့တခါလဲထည့်ကြတာပေါ့နော်အကြတော့လေစီအနံလေးရပါမှုေးပြီးတော့ဒီငါးခင်ရဲ့အရသာငါးကြော်ရဲ့အရသာလေးမျိုးပဲရပါတယ်ကြော်ထားဆိုအရသာလေးကတစ်မျိုးလေးပေါ့နော်ခိုင်းလိုပဲငါးကိုကြော်မယ်သူကြက်ရင်လည်းအထက်အောက်လှမ်းပေးမယ်ပေါ့နော်ဒါတော့ထင်းမီနဲ့ကြော်တော့မီးကနည်းနည်းလေးတော့ပြင်းနေတယ်မီးပြင်းနေတော့နည်းနည်းဟိုဟာဖြစ်သွားပါတော့ဟိုအပေါ်ရန်နည်းနည်းလေးကြက်သွားအကြက်လွန်သွားပါတော့ငါကြော်လေးရပါပြီငါကြော်လေးနဲ့ထမင်းလေးနဲ့စားရရင်တာရှိရဆက်ချက်ပါအောင်ကြည့်ရှုပေးတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်